အားလုံးပဲမင်္ဂလာပါဗျဖိုးဖိုးတင်မြန်မာ YouTube channel ကရင်ပြန်လဲကြိုဆိုလိုက်ပါတယ်ဇူလိုင်လ4ရက်နေ့မနက်7:00နာရီခွဲမှာကစားမဲ့ကမ္ဘာဖလားပွဲ Round of 32ပွဲစဉ်ပထမဆုံးပွဲအဖြစ်ဩစတြေးလျနဲ့အီဂျစ်တို့ပွဲစဉ်ကိုခံမှန်းပေးသွားမှာဖြစ်ပါတယ်အာရှကြီးဖွင့်လှစ်မှုကတော့အီဂျစ်ကနေဘော်ဒီကိုတည်40ရှုံးနဲ့2သင်းပေါင်းသွင်းကိုနှလုံး20နိုင်ဆိုပြီးတော့ဖွင့်လှစ်ထားပါတယ်ကျွန်တော်ကတော့ဒီပွဲမှာအီဂျစ်နိုင်မယ်လို့ခံမှန်းပေးချင်ပါတယ်နောက်ပွဲစဉ်မနက်4နာရီခွဲမှာကစားမဲ့ကမ္ဘာဖလားပွဲ Round of 32ပွဲစဉ်အဖြစ်အာဂျင်တီးနားနဲ့ကိတ်ပါလီတို့ပွဲစဉ်ကိုခံမှန်းပြီးသွားမှာဖြစ်ပါတယ်အာရှကြီးဖွင့်လှစ်မှုကတော့အာဂျင်တီးနားကနေဘော်ဒီကိုနှလုံး20ရှုံးနဲ့2သင်းပေါင်းသွင်းကို315နိုင်ဆိုပြီးတော့ဖွင့်လှစ်ထားပါတယ်ကျွန်တော်ကတော့ဒီပွဲမှာအာဂျင်တီးနားကအနိုင်ဆုံး2ဂိုးပြတ်နိုင်မယ်လို့ခံမှန်းပေးချင်ပါတယ်ဘရာသာတို့ရဲ့ခံမှန်းရလက်ကိုကွန်မန့်မှာမှန်သွားပြလို့ရပါတယ်ဗျနောက်ထပ်ပွဲစဉ်အဖြစ်အနက်8နာရီမှာကစားမဲ့ကမ္ဘာဖလားပွဲ Round of 32ပွဲစဉ်အဖြစ်ကိုလံဘီယာနဲ့ဂါနာတို့ပွဲစဉ်ကိုခံမှန်းပေးသွားမှာဖြစ်ပါတယ်။အာရှကြီးဖွင့်လှစ်မှုကတော့ကိုလံဘီယာကနေဘော်ဒီကိုတစ်လုံး30ရှုံးနဲ့2သင်းပေါင်းသွင်းကိုနှလုံး65ရှုံးဆိုပြီးတော့ဖွင့်လှစ်ထားပါတယ်။ကျွန်တော်ကတော့ဒီပွဲစဉ်မှာကိုလံဘီယာနိုင်သွားမယ်လို့ခံမှန်းပေးချင်ပါတယ်။အချိန်လေးများကြေးပြောင်းလဲများလည်းရှိနိုင်ပါတယ်။ဗရာသာတို့ရဲ့ခံမှန်းရလက်ကိုကွန်မန့်မှာမှန်သွားကြလို့ရပါတယ်ဗျ။အကယ်၍ကျွန်တော်ခံမှန်းမဲ့တာကိုသဘောကျတဲ့နေတဲ့ရင်ကျွန်တော် channel ကို like and subscribe လုပ်ပြီးတော့အားပေးလို့ရပါတယ်။နောက်ထပ်ပွဲစဉ်တွေမှာလည်းပြန်လည်ဆုံတွေ့ကြပါမယ်။အားလုံးပဲဘိုင်ဘိုင်ပါဗျ။